Hello everyone အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီစကိတ်စီးရဲ့ကေဆော့ပြအောင်မှာဖြစ်ပါတယ်။ Okay ကျွန်တော်စနေပြီပေါ့နော်။ Okay ကျွန်တော်တို့ပေါ့နော်ခဏလေးပြကျွန်တော်တို့ငါးစိတ်တန်နေဖြစ်နေတော့ကျွန်တော်တောင်းမှပါဗျ Okay ဒီမှာလို့ရှိရင်ပုံမြန်နေနော်ကျွန်တော် level 2ရောက်သွားပြီဗျ Okay slow ဗျတော့ဒီကတော့လုံးလို့မရအောင်အဲ့ဒါပရိုကြီးလားဗိုက်တယ်မသိဘူးကျွန်တော်2 win ဆိုလို့ရှိရင်စကိတ်ဖို့ရမှာဗျ Okay 2 win ဆိုရအောင်လုပ်လိုက်မယ်ဗျာ Okay ရောက်တော့မယ် Okay ရောက်သွားပြီ Okay ကျွန်တော် win တစ်ခုတော့ရောက်သွားပြီပေါ့နော် Okay တော့ဘိုက်လေဟာ1 speed ဖတ်ပြပါတိတော့ဥဖောက်လိုက်မယ်ဗျာဘာဦးလေးဘာကောင်လေးရမလဲအော်ခွေးလေးရပါလားဟုတ်လားခွေးလေးလားဟုတ်တယ်ထင်တယ်ခွေးလေးထင်တယ်Okay ကျွန်တော်ဆက်သွားလိုက်အောင် Okay ဟောဒီဆက်သွားလိုက်ပါမယ်ရပါစေအော်ရပါတေးရောပါပြောတော့ဘူးလို့ Okay ဘောနော်ကျွန်တော်တို့တွေဘောနော် Okay တော့ရပြီတူးဝင်ရပြီအဲ့ဆိုကျွန်တော်စကိတ်လဲလိုက်ပြီပေါ့ဗျာ Okay ကျွန်တော်စကိတ်မိုက်စားလေးရသွားပြီပေါ့ဗျာ Okay ကျွန်တော် sorry ပါနော်ဒါက comedy ခေါင်းလို့ရှိရင်ရမှာဗျာတက်လာဆက်သွားနေ Okay သွားဆက်သွားလိုက်မယ်ဟာ comedy ပြန်ခုမှလာပို့နေကျွန်တော် refer လုပ်လို့ရမယ်ဗျာ Okay ပြီး refer လုပ်က Okay ကျွန်တော်သွားလိုက်ရအောင်ပေါ့ဗျာ Okay ကျွန်တော်တောင်းတယ်ပေါ့နော်ကျွန်တော်တေးပါပြီ Okay ပေါ့နော်ကျွန်တော်ဒီမှာခဏလောက် trailer အောင်ပါဗျာ Okay ခုဆိုရင်တော့ကျွန်တော် train ပြီးသွားပြီပေါ့ဗျာ Okay ကျွန်တော်စကိတ်တက်လည်းရသွားပြီပေါ့နော်ဟိုဝင်းရလဲကျွန်တော်8ခုတောင်ရသွားပြီပေါ့နော်ကျွန်တော် level ရလဲကျွန်တော်15တောင်ဖြစ်သွားပြီကြည့်လိုက်တိမ်မြန်နေတော့လားမိုက်ရတော့လားကျွန်တော်တွေပေါ့နော် Okay ကျွန်တော်ဆက်စောလိုက်အောင်တူ Okay တွားပြီအဲကျွန်တော်ဒီဆင်းကိုကြော်မယ်ဒီဆင်းလောက်ကကျွန်တော် AC ဖြစ်သွားပြီပြတော့ဒီဆင်းလဲကျွန်တော်နိုင်နေဗျဒါကြည့်လိုက်တော်လာကျွန်တော်ဒီဆင်းလဲနိုင်နေလေဘာလို့မခုံနိုင်လိုက်တာလားဘာဖြစ်လဲမပြောတော့ဘူး affiliate တရားမပြောတော့Okay ကျွန်တော်ခုလည်းပဲ16တော့ရောက်သွားပြီပေါ့နော်အဝင်းကလည်း9ဖြစ်သွားပြီပေါ့နော် Okay ဆက်သွားလိုက်ရအောင် Okay ခုံတက်လာအဲ့နာမှာကျွန်တော်ကြသွားခုနလည်းအဲ့နာမှာကျွန်တော်ကြသွားအဖြစ်နေရလဲမသိခိရတာလားအဲ့ဒါဘာကြီး Okay ကျွန်တော်တို့တွေပေါ့နော်တေသွားပြန် Okay ကျွန်တော်တို့ပေါ့နော်အဲ့ရောဟိုကဖြစ်မယ်ပေါ့နော်အဖောက်မယ်ပေါ့နော် Okay ကျွန်တော်တွေပေါ့နော်အနောက်မှာကျွန်တော်မဆာတင်တော့လည်း background noise အတန်ကြောက်တယ် sorry ပါဗျာ Okay ကျွန်တော်တွေပေါ့နော်ဒီဒေတာတွေရှောင်းနေဆင်တော့အခုတော့လွယ်သွားပြီဗျ Okay ကျွန်တော်တွေဝင်9ခုတော့အခုကြောင်းမှာခုလို့ဆိုရှိတယ်ဗျပြင်ကြောဒီဆင်ကလည်းနည်းနည်းလွယ်လေးဗျာ Okay ခုံမယ်တေဝါကြီးဒီဆင်ကလည်းနည်းနည်းလွယ်လေးဗျာYeah bro Okay ကျွန်တော်ဆက် train ရအောင်ပဲ Okay ကျွန်တော် train လိုက်ရအောင် Okay ကျွန်တော်ဒီမှာဆက်သွားမယ်ဗျာအော်တေးပြန်ရှုံးပြင်းနဲ့ကျူးစားတေးလဲကျူးစားပါမြောင်းသွားမှာပဲဖလာ30ဖြစ်သွားပြီဗျာ Okay နော်ရေဘောနော်နှဆောက်ရမယ်ဘောနော် Okay ဆက်သွားမယ်ဘောဗျာ Okay ဆက်သွားမယ်တေးပါဗျာ Okay ခဏနေမှာပြန်တွေ့မယ်ဗျာ Okay ကျွန်တော်ဒီနားကိုပြန်ရောက်လာပြီပေါ့ Okay ဒီနားခုံနာပြန်ရောက်လာပြီဒီခါတော့မလွဲစေရတော့ Okay ရောက်ပြီပေါ့နော်ကျွန်တော်ဒီဆောမီနားကိုရောက်လာပြီပေါ့နော်ဆောမီနားမိုက်တယ်ဗျာဆောပြီးတော့ဒီဟိုပြန်လိုက်ရင်ကောင်းမလားသွားရင်ကောင်းမလားပြန်ကောင်းမလားပြန်လိုက်ပါမယ် Okay ကျွန်တော်ပြန်လိုက်ပြီပေါ့နော်ကျွန်တော်တော်လေးကျွမ်းနေစောင့်နေရတယ်နဲ့ကြော်ရနေဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ပါပဲဗျာဒီပေါ့နော်ကျွန်တော် channel လေးကိုလည်း like and subscribe လေးလုပ်ပါကြဟမ်မြတ်တရက်ခံပါတယ် bye bye